ဒီနေ့ဝသားနဲ့မြစ်ချင်ကိုလုံးချက်လေးချက်စားပြလို့တူတူလိုက်ချက်စားကြည့်ကြပါအောင်ရှင်မြစ်ချင်ကိုလည်းတရေရင်ပြုတ်လိုက်တာမို့အချင်းမစူးပဲနဲ့အရန်စားကောင်းပါတယ်ရှင်အရင်ဆုံးချက်မဲ့အိုးထဲမှာဝတ်သုံးသက်သားလေးထည့်ပါတယ်ပြီးရင်တော့တရေပြုတ်ထားတဲ့မြစ်ချင်လေးရဲ့စီလေးအနှဲငယ်ရဲ့စနွဲမုံနဲ့ရောင်တင်မုံလေးရဲ့ချိန်ထားတဲ့ကြက်သွန်ဖြူကြက်သွန်ဒီလေးတွေထည့်ပြီးတော့တေချာလေးနယ်ပေးပါတယ်ရှင်အရသာအတွက်လည်းငန်းပြားလေးထည့်ပြီးတော့တေချာလေးလုံးနယ်ပေးပါတယ်ရှင်ပြီးရင်တော့အားလုံးရောသမမှုရောင်နေထားတာလေးကိုနိုင်ဝက်လောက်ရတာဝင်အောင်နှက်ထားပေးပါတယ်ရှင်။နိုင်ဝက်လောက်နှက်ပြီးရင်တော့မီးဥပေါ်တင်ပြီးတော့ရေလုံးဝမထည့်ဘဲနဲ့စီနဲ့ထည့်ထားတာလေးရဲ့ဝက်သားတွေကထွက်လာတဲ့အရည်လေးရဲ့နဲ့လုံးချက်ပေးပါတယ်ရှင်။ဒီနေရာမှာလေးကျက်သွန်စိမ့်နဲ့ပြောင်းအောင်လို့မီးအေးအေးလေးနဲ့တေချာလေးလုံးပေးဖို့လိုပါတယ်။ဒီလိုမျိုးလုံးသွားပေးလိုက်တာကျက်သွန်လေးတွေလည်းစိမ့်နဲ့ပြောင်းလာပြီးဝက်သားလေးတွေလည်းအသားတင်းလာပြီဆိုရင်တော့ရင်နွေးလေးထည့်ပြီးတော့တည်ထားပေးလို့ရပါပြီရှင်။အရသာအတွက်ကတော့ငန်းပြားရည်နဲ့နှက်ထားပြီးပြီမို့လို့ဒီနေရာမှာစားနဲ့ချုံမုံနဲ့ငယ်ပဲထည့်သုံးပေးထားပါတယ်ရှင်။ပြီးရင်တော့ဝတ်သားလေးနူးအင်းနေတဲ့အထိ2ရေလောက်ဖုံးအုပ်ပြီးတော့တည်ပေးထားပါမယ်ရှင်။ဟင်းအိုးလည်း2ရေခန်းလောက်ကျက်လာပြီးဝတ်သားလေးရည်နဲ့လူးလာပြီဆိုရင်တော့ရသာပေါငံပြီးမြို့ဝါချလို့ရပါပြီရှင်။ဝတ်သားကိုလေဒီလိုမြင့်ချင်လေးနဲ့ရောချက်တာလေးလုံးဝမအီပဲနဲ့အရန်ဟိုမှာစားကောင်းတာမို့လိုက်ချက်စားကြည့်ကြပါအောင်ရှင်။နောက်မှပြန်တွေ့ကြမယ်။ Bye